dry ice ကိုမြန်မာလိုရေခဲ6ခုခေါ်ကြပါတော့လေ၎င်းသည်ရေခဲပုံစံဖြစ်ပြီးမြဲရေနဲ့ဆိုင်တာမဟုတ်ပါဘူး dry ice ဟာကာဗွန်ဒိုင်အောက်ဆိုက် CO2 ဓာတ်ငွေ့ကိုခဲအဖြစ်ပြောင်းလဲထားတာဖြစ်ပါတယ်ရေခဲရိုက်တွေမှာအရေပျော်ပြီးအငွေ့ဖြစ်တော့လေ dry ice တွေမှာအရေမပျော်ဘဲအငွေ့ပြန်ပျောက်သွားပါတယ်ဒီလိုပြောင်းလဲခြင်းကိုသိပ္ပံအရ sublimation ဆိုပြီးခေါ်ပါတယ် dry ice ရဲ့အချက်လက်မှာအားလုံးနားလည်ရမည့်အချက်တစ်ခုကတော့၎င်းသည် CO2 ဓာတ်ငွေ့ကိုအစည်းစိတ်အလုပ်ဖြစ်စွာစုဆောင်းပြီးဖိအားပေးခြင်းကြောင့်အရေတစ်မျိုးအဖြစ်ပြောင်းသွားပါတယ်အရေဖြစ်သွားတဲ့အချိန်မှာခေမအပူချိန် -78.5 degrees Celsius ရှိပြီးဒီအပူမှာခေအဖြစ်တည်ရှိနိုင်တာဖြစ်ပါတယ် dry ice ကိုသုံးစွဲရမှာအကြောင်းအရာလေးတွေရှိပါတယ်ရေခဲတွေနဲ့မတူဘဲ dry ice ကိုအသားငါးပိုးဟက်တင်ပို့ရာတွင်အရေပျော်ပြီးအငွေ့ပြန်ပျောက်သွားတာကြောင့်ပုံမတန့်ရှင်းစေပါတယ်ပုံမကောင်းမွန်စွာဆောင်ရွက်တဲ့အခြေအနေမှာ dry ice ကိုသုံးတာထဲမှာစီးပဲဆိုင်ရာကာကွယ်ဆေးများကိုအေးမြခြင်းအကြီးကျယ်ယောဂတချို့ကိုကာကွယ်ရန်အထူးသဖြင့်သုံးတတ်ပါတယ်အများအားဖြင့်ရုပ်ရှင်ရိုက်ကူးရေးများတွင် dry ice ကိုအကျိုးပြုပါတယ် dry ice အငွေ့ထွက်မှုများကိုမြင်ရနိုင်ပါတယ် CO2 ဓာတ်ငွေ့ဟာအယောင်မရှိသောငွေ့ဖြစ်ပြီး dry ice မှာအခြားပုံစံများတွားတဲ့ကြောင့်မြူကိုတစ်မျိုးဖြစ်သွားပါတယ်ဒီမြူကိုဟာ dry ice ကိုထည့်ထားတဲ့အခါမဖြစ်မနေပေါ်လာပါသည် dry ice ကိုထည့်ထားတဲ့ရေသွားစိမ်းခဲများမှာမြူခိုးများပြုတ်လုတဲ့အရာတွေကိုမြင်နိုင်တာက dry ice အငွေ့ဖြစ်ပါတယ်ဒီအမျိုးအစားဖြစ်တဲ့အခါတင်လဲစွမ်းဆောင်မှုကိုတတိထားပြီးလိုအပ်တာတွေကိုသုံးနိုင်ပါလေ dry ice သည်အရေပျော်ပြီးအငွေ့ဖြစ်လို့သုံးပြီးရင်အန်ဒရယ်တစ်ခုရှိပါတယ် dry ice အပူချိန်မှာ -78.5 degree Celsius ရှိသည့်အတွက်လက်ကင်သင့်မဟုတ်ပါဘူးအကယ်၍ကင်ပါကလက်တွင်နာကျင်မှုဖြစ်နိုင်ပါသည်အခြားသောအန်ဒရယ်ကတော့ dry ice ကိုထားပြီး CO2 အငွေ့များဖွဲလာပြီးလဲဖိအားမတူညီခြင်းကြောင့်မတူညီတဲ့တင့်မတက်သောအနှဲငယ်သောအပူများရောသွားနိုင်ပါသည်အသုံးပြုရန်အကြံပြုချက်ကတော့ dry ice ကိုရေခဲဘူး insulated box စသည်များတွင်ထားပြီးသုံးသင့်ပါသည်သင် dry ice အငွေ့များကိုရွှေ့ရှို့လိလာပြီးနောက်ဘွေးတက်တဲ့ဆိုင်များဒိုင်လီကာကွယ်ခြင်းတွေမရက်သုံးခြင်းသည် dry ice စွမ်းဆောင်မှုကိုဆောင်ရွက်နိုင်ပါတယ် dry ice ကိုကော့တေးများတွင်အသုံးပြုသည့်အတွက်အခြားသောကြည့်ရှုနည်းများကဘယ်လိုအသုံးပြုရမည်အခြားသူများစစ်ဆေးမှုကိုအသုံးပြုပါသည်